ဒီ Marvis သွားတိုက်စေတဲ့ဒီသွားတိုက်စေကိုဘီကတော့ပို့ပြီးတော့ကြိုက်တယ်ပေါ့နော်မင်္ဂလာပါဘီဖြစ်ပါတယ်ဒီ Marvis သွားတိုက်စေကိုလေဘီကဟိုတလောလုံးကဘီရဲ့ news feed မှာခဏတွေ့ရတယ်ပေါ့နော်ဆိုတော့ online shop တွေကသူ့ကိုဘယ်လိုမျိုးကြီးညာတယ်လဲဆိုလို့ရှိရင်ဒီ Marvis သွားတိုက်စေကသွားတိုက်စေတွေရဲ့ဘင်းရင်ဒီသွားတိုက်စေကိုသုံးသပ်လို့ရှိရင်တခြားသွားတိုက်စေတွေကိုလုံးဝထပ်သုံးချင်တော့မှာမဟုတ်ဘူးပြီးကြလို့ရှိရင်ကတိအနောက်ဆိုးတွေကိုလုံးဝကင်းစင်သွားစေတယ်တခြားသွားတိုက်စေတွေဘယ်လောက်ပဲတုံတော့ကိုယ့်ရဲ့ကတိနံကမကြောက်သေးဘူးဆိုလို့ရှိရင်ဒီသွားတိုက်စေကိုသုံးလိုက်လုံးဝဖြည့်ရှင်းပြီးသားဖြစ်သွားမယ်အဲ့လိုမျိုးကြီးညာကြရပေါ့နော်အဲ့လိုမျိုးကြီးညာတော့ဘီကလည်းပဲစိတ်ဝင်စားသွားတာနဲ့ပဲဒီ Marvis သွားတိုက်စေကိုစမ်းပြီးတော့မှဝယ်သုံးကြည့်ဖြစ်ခဲ့တယ်သူ့ရဲ့ Marvis သွားတိုက်စေမှာကအနံ့နဲ့အရှောင်းနဲ့မျိုးစုံရှိအများကြီးရှိတဲ့ထဲမှာဘီကဒီအစိမ်းရောင် classic strong mix ကိုရွေးဖြစ်သွားတယ်။ဘာကြောင့်လဲဆိုတော့ဒီ classic strong mix ကသူ့ရဲ့အဓိကကဒီအနံ့ဆိုကတွင်အနံ့ဆိုထွက်တဲ့ဟာကိုလုံးဝကင်းစင်သွားစေတယ်ဆိုပြီးတော့ပြောထားတဲ့ကြောင့်မို့အရှောင်းလေးအများကြီးရှိတဲ့ထဲမှာအနံ့တွေအများကြီးရှိတဲ့ထဲမှာဒီဟာလေးကိုရွေးဖြစ်သွားတာပေါ့နော်။ဆိုတော့ဒီနေရာမှာတစ်ခုတော့ပြပေးထားတာကသူ့ရဲ့လေနာမည်က classic strong mix ဒီအစိမ်းရောင်ရဲ့နာမည်ကဆိုတော့ဒီနာမည်ကိုကြည့်ပြီးတော့မှပြီးလိုမျိုးစိတ်ပူနေမှာဆိုတော့ဘီကအဲ့တော့ကဘယ်လိုမျိုးစိတ်ပူနေတယ်လဲဆိုလို့ရှိရင် strong mix ဆိုပြီးတော့ပြောထားတဲ့ခါကျတော့လေတော့ကြောင့်နေပူရှင်းကအရန်များပြင်းနေမလားပေါ့နော်ကိုမခံနိုင်တော့အောင်ပြင်းပြီးတော့မှတစ်ဆက်ထဲမှာအရန်ပူဆက်ပူလောင်များဖြစ်နေမလားဆိုပြီးတော့အရန်စိတ်ပူခဲ့တယ်မဝဲခင်တော့ပေါ့နော်ဝယ်ရမလားမဝယ်ရဘူးလားဆိုပြီးတော့အဲ့လိုချီတုံချတုံဖြစ်နေတာဒါပေမဲ့ဝယ်လိုက်တယ်ဝယ်လိုက်ပြီးတော့ကိုသုံးကြည့်လိုက်တဲ့အခါမှာကြာတော့ဒီစိတ်ပူနေတဲ့ဟာကလုံးဝမရှိဘူးဒီ Marvis သွားတိုက်စေကပုံမှန်တိုင်းလေးပဲပူရှိန်းနှံကမပြင်းဘူးဒီ Marvis သွားတိုက်စေက full size ဆိုလို့ရှိရင်လေဒီ online shop တွေမှာ9,000 10,000အဲ့လောက်ဝန်းကျင်ထိပေးရတယ်ပေါ့နော်ဆိုတော့ဘာလို့အဲ့လောက်ထိပေးရတယ်လဲဆိုလို့ရှိရင်ဒီ Marvis သွားတိုက်စေကအီတလီနိုင်ငံထုတ်တဲ့သွားတိုက်စေလည်းဖြစ်တယ်ပြီးကြလို့ရှိရင်သူကကြတော့သူ့ရဲ့သွားထားတဲ့ပုံစံကlifestyle luxuryအဲ့လိုမျိုးပတ်ချမ်းကိုတွားထားတာဖြစ်တယ်ပြီးကြလို့ရှိရင်သူကအဓိက experience အသစ်ကိုလိုချင်တဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့ထုတ်ထားတာပေါ့နော်။ဘာကြောင့်အဲ့လိုပြောရတယ်လဲဆိုလို့ရှိရင်ဒီ Marvis သွားတိုက်စေကခြားသွားတိုက်စေ brand တွေမှာတွေ့ရခဲ့တဲ့စပယ်ပန်းအနံ့တို့ချင်းအနံ့တို့အဲ့လိုမျိုးနဲ့ဟာလေးလည်းရှိသေးရပေါ့နော်ဒီ Marvis သွားတိုက်စေမှာလေအရှောင်းပေါ်မှာမူတည်ပြီးတော့မှတော့မှပြောတဲ့အနံ့နေရလေကွာသွားတာခြားတော့တိုက်စေ brand တွေမှာဆိုလို့ရှိရင်တွေ့ရခဲ့တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးအသစ်အဆန်းကိုစမ်းသုံးကြည့်ချင်တဲ့ experience ကိုလိုချင်တဲ့သူတွေဆိုလို့ရှိရင်ဒီ Marvis ကိုသုံးကြတာများတယ်ဒါပေမဲ့လို့ဒီ dentist တော့တိုက်စေကိုဘီကဘာကြောင့်မလို့ပိုကြိုက်သွားရတယ်လဲဆိုလို့ရှိရင်ဘီကခုနကတော့ကဒီ Marvis တော့တိုက်စေကပေးတဲ့ experience တွေ luxury တွေအဲ့ဒါဟာတွေကိုဘီကအဓိကလိုချင်တဲ့သူမဟုတ်ဘူးဘီအဓိကလိုချင်တာကဘီရဲ့ကတွင်းအနံ့ဆိုးကိုရှင်းသွားစေဖို့အဲ့ဒီဟာကိုဘီကအဓိကလိုချင်တာဖြစ်တယ်အဲ့လိုသွားတိုက်စေမျိုးကိုဘီကရှာနေတာဖြစ်တယ်ဆိုတော့ဒီ dentist သွားတိုက်စေကအဲ့ဒီပြဿနာကိုလုံးဝဖြေရှင်းပေးသွားရပေါ့နော်ဆိုတော့ဒီ Marvis သွားတိုက်စေကတော့ကတွင်းအနံ့ဆိုးကိုမဖြေရှင်းပေးနိုင်ဘူးလားဆိုတော့ဖြည့်ရှင်းပေးနိုင်တယ်ဒါပေမဲ့လို့လေဒီ Marvis သွားတိုက်စေကဈေးအရင်ကြီးတယ်ဒီ dentist သွားတိုက်စေကကြတော့ဒီ Marvis သွားတိုက်စေနဲ့ရှင်းလိုက်လို့ရှင်လုံးဝစင်ကြည့်တော့ဒီ dentist သွားတိုက်စေကတခြားသွားတိုက်စေတွေထက်ရှင်းလိုက်မယ်ဆိုလို့ရှိရင်ဒီသွားတိုက်စေကဈေးကြီးချင်ကြီးနေလိမ့်မယ်ဒါပေမဲ့ဒီ Marvis သွားတိုက်စေလောက်တော့စင်မကြည့်ဘူးပြီးကြလို့ရှိရင်ဒီ Marvis သွားတိုက်စေကလွယ်လွယ်နဲ့ဝယ်လို့မရဘူးထိုင်းမှာတော့မှလေဒီ Marvis သွားတိုက်စေကို 7-Eleven လို့နေရာမျိုးမှာသူ့ကိုရှာမတွေ့ဘူးမဝယ်လို့မရဘူးဘာဖြစ်လို့လဲဒီသွားတိုက်စေကဒီခုနလုံးကပြောတိုင်း luxury ဆိုတဲ့ခံစားချက်ကိုပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လို 7-Eleven လို့မျိုးနေရာမျိုးမှာဆိုင်မျိုးမှာသူ့ကိုမတွေ့ရဘူးပေါ့နော်ဆိုတော့ဒီမဲ့ဒီ dentist သွားတိုက်စေရကြတော့အလွယ်တကူဝယ်လို့ရတယ် 7-Eleven လို့နေရာမျိုးမှာလည်းဝယ်လို့ရတယ်ဒါအပြင်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းပဲလေအရင်တော့ဆိုလို့ရှိရင် City Mart လိုမျိုးမှာတော့မှဒီ dentist သွားတိုက်စေတွေကိုအများကြီးတွေ့ရတယ်လွယ်လွယ်ဝယ်လို့ရတယ်ပေါ့နော်အဲ့ဒီအချက်ကြောင့်မလို့ဒီ dentist သွားတိုက်စေကိုပို့ပြီးတော့ကြိုက်သွားတာပဲဖြစ်တယ်ဒါပေမဲ့ဒီ dentist သွားတိုက်စေမှာလည်းပဲဒီမကြိုက်တဲ့ဟာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်သူ့ရဲ့ packaging ပေါ့နော်ဒီမလောက်တတ်တာလည်းဖြစ်နိုင်တယ်ဆိုတော့ဒီ packaging ကိုဘာကြောင့်မကြိုက်တာလဲဆိုလို့ရှိရင်လေသူ
သူများသွားတိုက်စေးတွေကကြတော့ဖွင့်လိုက်လို့ရှိရင်အသစ်ဆိုလို့ရှိရင်ဒီခဲပတ်လေးရှိရဲ့အဲခဲပတ်လေးကိုခွာပြီးတော့ညှင့်ပြီးတော့သုံးလိုက်တော့လွယ်လေးပဲဒါပေမဲ့လို့ဒီ dentist သွားတိုက်စေးရကြတော့ तू ကအပေါ်မှာခဲပတ်နဲ့မဟုတ်ဘူး तू ကအပေါ်ကအပိတ်ကော်ပိတ်ပေါ့နော်ကော်ပိတ်ကိုမှဒီအဖုံးလေးနဲ့အမှတွေ့လားစတာကျဲပုံလေးလိုမျိုးလေသူကအဖုံးမှလေးလိုကျဲပုံလေးလိုမျိုးလေအားဟာလေးနဲ့ဒီလိုမျိုးလုပ်ပြီးတော့မှဒီလိုမျိုးလှည့်ပြီးတော့ဖွင့်လိုက်ရတာအဲ့လိုဖွင့်လိုက်တဲ့အချိန်ကျမှဒီအပေါ်ကကော်လေးကပြုတ်ကျသွားပြီးတော့မှသုံးလို့ရတာပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးလှည့်ဖွင့်တဲ့အခါမှာဒီဘက်မလုတ်တက်လို့လားအောင်ဝင်ခွဲချမဖြစ်လို့လားမသိဘူးတော်တော်နဲ့ဟိုဖွင့်မရဘူးလှည့်မရဘူးချော်ထွက်နေတာပေါ့နော်ဘီကဒီဟာကိုလေညအိတ်ခါနေတိုက်မယ်သွားတိုက်မယ်ဆိုပြီးတော့မှဖွင့်တာအဲ့ကလည်းအိတ်ချင်းနေပြီးသွားရလဲတိုက်ရအောင်မယ်ဒီဟာကလည်းဖွင့်လို့ရလဲမရဘူး15မိနစ်လောက်ရှိပြီပြသေးပြီတယောက်တည်းစူးစမ်းပြီးတော့ဖွင့်နေရလုံးဝဖွင့်မရအားနဲ့မရကောင်းစိုးပြီး15မိနစ်လောက်နေကြတော့ဒီအရန်ကိုစိတ်ညစ်လာနဲ့မဖြစ်တော့ဘူးငါတယောက်တည်းလုံးနေတော့မဖြစ်တော့ပြီးမှမျိုးတော့ဖိတ်ထားရတယ်ပေါ့နော်ပြီးမှလေးဖွင့်လိုက်တော့5မိနစ်လောက်နေရသွားတယ်ဆိုတော့ဒီမလုံးတက်တာကြောင့်လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဒီသူ့ရဲ့ packaging ကြောင့်ပဲဒီခက်နေတာလည်းဖြစ်နိုင်တယ်တော်တော်လေးကိုဟိုလောက်ဝင်ပဲပေါ့နော်ဒီလိုမျိုးလှည့်ပြီးတော့ဖွင့်အားချော်ပြီးတော့လေအဟာတစ်ခုမကြိုက်ဘူးအဟာတစ်ခုပဲကျန်တဲ့ဟာတွေအားလုံးကြိုက်တယ်ဒီ dentist ကိုလေပြီးတော့သူ့ရဲ့အယောင်လေးကိုလည်းကြိုက်တယ်သူ့ရဲ့အယောင်လေးကအထဲထဲမှာတော့တိုက်စစ်အယောင်လေးကအပြာရောင်လေးတော်တော်လေးလှတယ်ဆိုတော့အဲ့အပြာရောင်လေးကိုလည်းဒီကြိုက်တယ်ဒီမကြိုက်တာကခုနကတော့ပြောရဲဆက်ဆောဟိုပဲရှင်းမှဖြစ်တဲ့ဖွင့်ရတဲ့ပြဿနာပေါ့နော်ဆိုတော့ဒီစိတ်ကူတာအကယ်ပြီးမောင်လေးတော့ဒီလိုဖွင့်လို့မရတော့ဘူးဆိုရှင်နဲ့ဒီကတော့ဒီအထက်ကအပေါ်ကနေပိတ်ထားတဲ့ကော်ကိုကကြီးလေးနဲ့ညှက်ပြီးတော့မှပဲဖွင့်ရတော့မှာပဲဆိုပြီးတော့မှတွေးမိပါတယ်ပေါ့နော်ဒါပေမဲ့တော်သေးရဲ့ကကြီးနဲ့ညှက်စရာမလိုရှားသွားလို့ဆိုတော့ဒီလိုမျိုးဖွင့်လို့မတတ်တဲ့သူဆိုလို့ရှင်တော့ဒါသနာတတ်အောင်ပါပေါ့နော်ဆိုတော့ဘီဖက်ကတော့အဲ့အပေါ်ကအပိတ်ကလေးကိုဖွင့်တာတော်တော်လေးကိုခက်ခဲတယ်ပေါ့နော်ဆိုတော့တခြားဟာရီလိုလွယ်လေးနဲ့ဖွင့်လိုက်လို့ရရင်တော့ပို့ပြီးတော့ကောင်းပါပဲဆိုပြီးတော့တွေးမိပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတစ်ခုပါပဲကျန်တဲ့ဟာတော့ဒီအကုန်လုံးကြိုက်တယ်ဒီ dentist သွားတိုက်စေးရလေးညဖက်တီးတန့်သုံးတဲ့သွားတိုက်စေးလည်းထွက်ထားတယ်နော်အဲ့ညဖက်သုံးတဲ့သွားတိုက်စေးရတော့ဒီမှာသုံးကြည့်ဖူးသေးဘူးဒါပေမဲ့ဒီသုံးတဲ့ဟာလေးကကြတော့နေရောညရောသုံးလို့ရတယ်ဆိုတော့ဒီဟာကဒီဝယ်ထားတာတစ်လလောက်ရှိနေပြီဆိုတော့ဘူးပေါ်မှာဆေးကျွတ်နေပြီဆိုတော့ဒီဘက်ဘေးလေးမှာသူ့ရဲ့ original အသစ်ပုံစံဘယ်လိုဒီဇိုင်းလေးလဲဆိုတဲ့ဟာလေးကိုဒီပြပေးထားပါတယ်ဆိုတော့ဒီ dentist သွားတိုက်စေးကဒီဟာကနေရောညရောသုံးလို့ရတယ်ဒီအမျိုးအစားကကြတော့လေပြီးတော့ဒီခုနကပြောတဲ့ကတွင်းအနံ့ဆိုလုံးဝတက်တာစေတဲ့အဲ့ဒါလုံးဝအာမခံမယ်ဆိုတော့ဒီဟာလေးကိုယ့်ရဲ့ကတွင်းအနံ့ဆိုနဲ့ပတ်သက်ပြီးတော့မှကိုစကားပြောတဲ့အခါမှာရုံးနေချက်မရှိဘူးဖြစ်နေတဲ့ဆိုလို့ရှိရင်တခြားတော့တိုက်စေတဲ့အမျိုးမျိုးရှောက်သုံးပြီးတော့မှစမ်းချင်နေတဲ့ဒီဟာလေးကိုပဲသုံးလိုက်လုံးဝဖြည့်ရှင်းပြီးသားဖြစ်သွားမယ်ပေါ့နော်ဒီဒါလေးကိုrecommend လုပ်ပါတယ်ဒီအရန်ကြိုက်လို့ပါဒီ dentist သွားတိုက်စေးကိုဝယ်တာနောင်ထတစ်ခုပဲရတယ်တဘူးပဲဝယ်လာခဲ့မိလို့ပေါ့နော်ဒီလဲစမ်းလုံးကြည့်နေဆိုပြီးတော့တဘူးပဲဝယ်လာခဲ့ပြီးတော့အဟာတစ်ခုပဲနောင်ထရအဲ့လိုမှန်းသိလို့ရှင်နှစ်ဘူးသုံးဘူးလောက်ဝယ်ခဲ့မိမှာပေါ့နော်ဆိုတော့အဲ့နောင်ထတစ်ခုပဲရှိပါတယ်ကျန်တာအားလုံးကောင်းပါလေပြီးတော့ဒီမှာ face သွားတိုက်စေးကိုပေါ့နော်ပတ်ဆောင်လုံးဝမကြည့်ဘူး naturallyချစ်တဲ့ခံစားချက်ကိုရချင်တယ်ဆိုတဲ့သူမျိုးတွေပြီးကြလို့ရှိရင်ထူးခြားတဲ့အနံ့နဲ့အရာသာကိုစမ်းကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်ဒီ Marvis သွားတိုက်စေးကို recommend လုပ်တယ်ပြီးကြလို့ရှိရင်ဒီ dentist သွားတိုက်စေးကိုကြတော့ဘေးကဒီကတွင်းအနံ့ဆိုထွက်တာအာဘုံနဲ့နံနဲ့ပြဿနာတွေကိုဖြေရှင်းချင်တဲ့သူတွေပြီးကြလို့ရှိရင်ဒီကတွင်းကျန်းမာရေးကိုအထူးကဦးစားပေးချင်တဲ့သူတွေအတွက်ဒီ dentist သွားတိုက်စေးကို recommend လုပ်ပါတယ်အားလုံးပဲညီမလေးတရားလို့ရောအမတရားလို့ရောအတူရှိနေပြီမဲ့ဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲ bye bye